သူ၏အာဃာတကြောင့်ဗုဒ္ဓကိုလက်စားချေရန်ဆုံးဟုခုံးသည်လူသားမျိုးနွယ်ပေါ်ရရဆက်ဆက်တက်ဖြတ်ခြင်းစတင်ခဲ့သည်အနှဲငယ်ထိုးနှက်ပြီးနောက်ကဘာကြီးသည်ငရဲဖြစ်သူပြောင်းလဲသွားခဲ့သည်ဆုံးဟုခုံးသည်တခြင်းတစ်ပုဒ်ကိုရွှေမျိုးစွာတီးဆိုနေချိန်တွင်ဖိုးနှစ်သည်သူ၏ကိုယ်ပိုင်ဝိညာဉ်ဖြင့်ချန်ပေးအန်ကိုပြန်လဲရှင်တန်စေခဲ့သည်ဤသို့ပြောပြီးနောက်သူသည်ဆုံးဟုခုံးကိုလက်စားချေရန်အသွင်ပြောင်းသွားခဲ့သည်ထိုလူသည်အဆောက်အဦတစ်ခုပြိုကျခါနီးတွင်ကြားသစ်ဝိညာဉ်သည်ရှေ့သို့ပြေးလာပြီးသူ့ကိုကယ်တင်ခဲ့သည်ဒါပေမဲ့သူကဆုံးဟုခုံးနဲ့မရှင်နိုင်ဘူးထိုးနှက်ချက်တစ်ချက်ကြောင့်ကြားသစ်ဝိညာဉ်သည်မီတာရာနှင့်ချီ၍ပြစ်ပေါက်ခဲ့ရသည့်ထိုအချိန်တွင်ဒရိုက်တာသည်သူတပည့်များနှင့်အတူပြန်လာကာငကားကြီးနှင့်နှင်ထုတ်ရန်အတူတကွကြိုးစားခဲ့ကြသည်သို့သောပြင်းတို့သည်လည်းဆုံးဟုခုံးနှင့်မရှင်နိုင်ပါသူခန္ဓာကိုယ်အတွင်းရှိဖိုးနှင့်စွမ်းအားများမှတဆင့်ချန်ပေးအန်သည်ပြီးပြည့်စုံသောအသွင်ကူးပြောင်းမှုကိုရရှိခဲ့သည်တစ်ချက်တိုက်ခိုက်လိုက်ခြင်းဖြင့်ဆုံးဟုခုံးကိုနှစ်ချမ်းခွဲလိုက်သည့်ဆုံးဟုခုံးသည်မတည်နိုင်သောစွမ်းအားများပိုင်ဆိုင်ထားသည်ကိုအံ့ဩမိသည်ချန်ပေးအန်သည်ထပ်မံတိုက်ခိုက်ခဲ့တော်လဲဆုံးဟုခုံးသည်ငရဲမိ၏အရေးပြားကတွန်းလှန်ခဲ့သည်ချန်ပေးအန်သည်အမြန်ပြန်ဆုတ်သွားခဲ့သည်ဒါသည်ဆုံးဟုခုံးကိုမတတ်နိုင်ပေထို့ကြောင့်မေတ္တာတရား၏အစွမ်းဖြင့်မဟာကရုဏာမဏ္ဍန်ကိုရွတ်ဆိုလိုက်ကြသည်ဆုံးဟုခုံးနှင့်အပြင်းထန်တိုက်ခိုက်ခဲ့ပြီးဒရိုက်တာသည်ဒါကိုမြင်သောအခါချန်ပေးအန်နှင့်အတူစုပေါင်းဝိုင်းဝန်းတက်ရန်သူတပည့်များနှင့်အတူအပြေးလွှားသွားခဲ့သည်ပေါင်းဆက်ခွန်အားဖြင့်ဗုဒ္ဓ၏လက်ကိုလွတ်လိုက်ပြီးချင်ပန်စီနှင့်ဆိုးကိုပစ်ခတ်လိုက်လေသည်